သားတို့သမီးတို့ရေဒီနေ့တော့တရက်မြို့ပါပေါ့နော်တရက်မြို့မှာရှိတဲ့တူရကီစစ်သင်္ချိုင်းရဝိညာဉ်ကြောင့်ပြောပြမှာပေါ့နော်လေးကားမောင်းခဲ့စရာပေါ့နော်အဲ့ဒီတရက်မြို့မှာရှိတဲ့တူရကီစစ်သင်္ချိုင်းကိုရောက်သွားတာပေါ့နော်တူရကီစစ်သင်္ချိုင်းကိုရောက်သွားတော့အဲ့လေးရောက်တဲ့အချိန်မှာတော့ဟိုဦးသိန်းစိန်လက်ထက်လေးဦးသိန်းစိန်ဆိုရလက်ထက်ဆိုတော့ဒီစစ်သင်္ချိုင်းကဟိုထောက်ကျစစ်သင်္ချိုင်းလို့ပေါ့နော်တာတို့သမီးတို့ဆိုမြင်မှုမယ်ထောက်ကျမှာလေထောက်ကျမှာဟိုအင်္ဂလိပ်စစ်သင်္ချိုင်းရှိရလေအဲ့လိုမျိုးစစ်သင်္ချိုင်းအဆောက်အဦတွေဖြစ်သွားပြီပေါ့နော်အုတ်ဂူလေးတွေနဲ့ပန်းပင်တွေနဲ့အုတ်တိုင်းသေးချာခတ်ပြီးတော့ဟိုနော်ဟိုရုံးဆောင်တွေပါတွေဒီတန်ရှင်းတွေပန်းပင်ရေလောင်းတွေပေါ့နော်အဲ့လိုမျိုးဝန်ထမ်းတွေခန့်ထားပြီးပေါ့အဲ့တူရကီစစ်သင်္ချိုင်းလည်းအဲ့လိုပဲအဲ့ဦးသိန်းစိန်လက်ထက်မှာပေါ့နော်ဦးသိန်းစိန်အစိုးရလက်ထက်မှာတူရကီစစ်သင်္ချိုင်းအသေးချာလေးလောက်ထားပြီးသွားပြီပေါ့နော်အဲ့မှာလေးရောက်သွားတဲ့အချိန်မှာသူတို့ကအတွေ့အကြုံလေးပြောပြတာပေါ့ဒီတူရကီစစ်သင်္ချိုင်းကဘယ်တော့မှရှိတာလဲဆိုတော့1914-15ဆိုတော့ပထမကမ္ဘာစစ်ပေါ့နော်ပထမကမ္ဘာစစ်ကအင်္ဂလိပ်ကနေပြီးတော့ဒီတူရကီစစ်သားတွေကိုမြန်မာပြည်ကိုစစ်မျက်နှာပြင်ပေါ့နော်မြန်မာပြည်မှာစစ်ဖြစ်တော့ခေါ်လာတာပေါ့ခေါ်လာတော့အဲ့တရက်မြို့နားမှာတူရကီစစ်သားတွေအယောက်300လောက်တိုက်ပွဲကြတယ်မိထီလာမြို့နားမှာတူရကီစစ်သားတွေအယောက်1000လောက်တိုက်ပွဲကြတယ်ပေါ့နော်အဲ့တော့ဒီတရက်မြို့ရဲ့တိုက်ပွဲကြခဲ့တဲ့ဒီစစ်သင်္ချိုင်းနေရာမှာတင်ချိုင်းကုန်းပေါ့နော်တင်ချိုင်းကုန်းနေရာမှာနှစ်တွေကြာလာတော့ပေါ့နော်ဒီတူရကီလူမျိုးတွေကမြန်မာပြည်ကိုလာလဲတာပေါ့နော်နှစ်ပေါင်းအခု50 60 90 80ကြာလာတော့လာပြန်လဲတော့အဲ့ဒီခြုံနယ်ပိတ်ပေါင်းနေရှိနေတဲ့စစ်သင်္ချိုင်းနေရာမှာဒီမိသားစုလေးတွေကအဲ့နာမှာပဲနှုတ်ပြိုးနှုတ်ပါညာအလုပ်လုပ်စားကြတာပေါ့စင်ရသားလေးတွေပေါ့တဲလေးတွေထိုးပြီးနေတာပေါ့အဲ့ဒီတူရကီနိုင်ငံကနေလာပြီးတော့လာလဲတဲ့လာကြည့်တဲ့လာလေ့လာတဲ့တူရကီလူမျိုးတွေကသူတို့လည်းဒီပထမဆက်တွေနဲ့ပေါ့နော်သူတို့အဖိုးတွေပေါ့သူတို့အဖိုးစစ်သားတွေပေါ့နော်သူတို့အဖိုးတွေစစ်သားတွေတည်ခဲ့တဲ့နေရာဆိုတော့သူတို့ရဲ့မြင်းမြစ်တွေကပေါ့နော်သူတို့ရဲ့သားသမီးမြင်းမြစ်တွေလာပြီးကြည်တာပေါ့လာပြီးတော့ဟိုပြန်ပြီးတော့လေ့လာတာပေါ့နော်ဒီနေရာမှာစစ်သင်္ချိုင်းဖြစ်နေတာဆိုတော့အဲ့တော့အဲ့တူရကီလူမျိုးတယောက်ကတဲ့အဲ့လွန်ခဲ့တဲ့14နှစ်ကပေါ့နော်14နှစ်20ဟာအဲ့ခုနပြောတယ်လေးပြောတဲ့ဒီပြိုးနှုတ်ပေါင်းနှုတ်ပေါ့နော်အဲ့လှုပ်တဲ့တဲလေးနဲ့အလုပ်လုပ်တဲ့မိသားစုတွေကကောင်လေးကိုပေါ့နော်အဲ့တူရီစစ်သင်္ချိုင်းကိုလာကြည့်တဲ့တူရီလူမျိုးကစာလေးရေးပေးခဲ့တာနောက်တစ်ချိန်ကျရင်ပေါ့နော်ဒီကလေးလေးလည်းအရွယ်ရောက်လာရင်ဒီနေရာမှာခြုံနယ်ပိတ်ပေါင်းနေမဟုတ်တော့ဘူးတေချာရှင်းလင်းပြီးတော့တူရီစစ်သင်္ချိုင်းတေချာဟိုလေးပြသလိုပေါ့နော်ခုနပြသလိုထောက်ကြံလို့ပေါ့နော်စစ်သင်္ချိုင်းတေချာဖြစ်သွားပြီဟာလာတေချာအုတ်တိုင်းတွေပိုင်းနဲ့ဖြစ်သွားပြီဝန်ထမ်းတွေပိုင်းလည်းခန့်ပြီဆိုရင်ဒီကလေးလေးကိုအလုပ်ခံပေးဖို့သူကစာရေးပေးခဲ့တာပြီးတော့အဲ့တူရကီလူမျိုးကပြန်သွားတာပေါ့နော်ဒါပေမဲ့သူတစ်နှစ်တခါနှစ်တခါတော့သူမြန်မာပြည်လာပြီးတော့အဲ့စစ်သင်္ချိုင်းမှာလာပြီးတော့သူဆူတောင်းတာတွေပဲလုပ်တာပေါ့နော်လာကြည့်ပေါ့တခြားတူရကီလူမျိုးတွေလည်းလာတာပေါ့နော်ဘာလို့ဆိုတူရကီစစ်သားအယောက်300လောက်တိုက်ပွဲကြခဲ့တဲ့နေရာဆိုတော့သူတို့ရဲ့သားသမီးမြင်းမြစ်တွေဆိုတာအများကြီးလေအဲ့တော့တစ်နှစ်တခါလာပြီးကြည့်ကြတာပေါ့နော်တချို့ဆိုရင်အောင်လံဘက်ကနေပြီးတော့ဆက်လီနဲ့ကူတယ်ဇက်နဲ့ကူတယ်ဒီဘက်တရက်ဘက်ကူတယ်တချို့ကြလည်းပြည်ဘက်ကနေပြီးတော့ပေါ့နော်ပြည်ပတောင်းတောင်ကုန်လန်းဟိုကမ်းမဘက်ကပေါ့နော်ပြည်ကမ်းမဘက်ကနေပတ်ပြီးတော့ကားနဲ့လာပြီးတော့ကြည်တာလည်းရှိတယ်ပေါ့နော်အဲ့မှာလေးပြောပြချင်တာဒီဝိညာဉ်ကြောင်းတွေပြောပြချင်တာအဲ့ဒီကောင်လေးကအခုအဲ့ဒီစာရေးပေးခဲ့တဲ့ကောင်လေးကပေါ့ခလေးလေးကပေါ့နော်အခုရွယ်ရောက်လာချိန်မှာခုနလေးပြောတဲ့ဦးသိန်းစိန်ဆိုရလက်ထက်မှာဒီတူရီစစ်သင်္ချိုင်းနေရာကိုပေါင်းနေရှင်နေမြက်တွေရှင်နေအကုန်လုံးဟိုအုတ်ကူလေးတွေပေါ့နော်လှုပ်ပေးတယ်လှုပ်ပေးပြီးတော့အုတ်တိုင်းတွေပဲခတ်ပြီးတော့အဲ့မှာစီပင်ကနေပြီးတော့ပေါ့နော်ဝန်ထမ်းတွေခန့်ပြီးတော့ပန်းမရေလောင်းတဲ့လူတန်းရှင်းလှုပ်တဲ့လူဒီခြံထဲမှာပေါ့နော်ခြံဆောင်လှုပ်ရတယ်ရေစက်မောင်းရတယ်အကုန်ဝန်ထမ်းတွေခန့်တာပေါ့ဒီတရက်မျိုးစီပင်ကနေလှုပ်ခန့်ပေးတာအဲ့မှာအဲ့ခုနကောင်လေးကပါလာတာပေါ့နော်သူစီပင်ကနေသူ့လှုပ်ခန့်တော့ဘာလို့ဆိုသူ့မှာစာရှိနေအောင်စာရှိတော့ဒီတူရကီမြန်မာပြည်မှာကူတူရကီတိုင်ဝမ်ကလည်းဖွင့်လိုက်ပြီးဆိုတူရကီတိုင်ဝမ်ကလည်းပြောတာပေါ့နော်ဒီညီလေးကိုပေါ့နော်အလှုပ်ခန့်ပေးဖို့ဆိုပြီးတော့အလှုပ်ခန့်ပေးတာအဲ့တော့အဲ့မှာခုနပြောတဲ့ဝိညာဉ်လောကလာပြီပေါ့နော်လေးပြောပြအဲ့ဒီကောင်လေးနဲ့အဲ့ဒီစီပင်ဝန်ထမ်းတွေကအဲ့ဒီအဆောက်အဦတွေထဲမှာညဆိုအိတ်တယ်ပေါ့နော်အဲ့ရေစက်ဝင်းထဲမှာရေစက်လုံးစင်သားတွေထဲမှာအိတ်တယ်နောက်အဲ့ရုံငန်းလေးထဲမှာလည်းအိတ်တယ်ပေါ့နော်အပြင်မှာလည်းမျက်ခင်းလေးပေါ်မှာလည်းထွက်အိတ်တာတွေရှိတယ်ဒါပေမဲ့အဲ့ဒီကောင်လေးကအဲ့ညီလေးကဘလောက်ပဲသူအဲ့ဆိုးနောက်နေ့ကျချန်ပီယံမရောက်နေဘူးကျန်တဲ့လူတွေကချန်ပီယံရောက်နေတာပေါ့နော်အဲ့လိုမျိုးသူတယောက်ပဲချန်ပီယံမရောက်ဘူးကျန်တဲ့လူတွေကချန်ပီယံရောက်နေဆိုသူ့ကိုပဲချန်ထဲမှာနေစေချင်တယ်ကျန်တဲ့လူတွေချန်ပီယံမှာပဲအိတ်ပေါ့နော်ချန်ပီယံမှာပဲနေပေါ့အဲ့လိုမျိုးအဲ့ဒါလေးကိုလေးကပြောပြတာဘူးတူတာနေတယ်ပေါ့နော်